မင်္ဂလာပါဒီဘောလုံးအကြောင်းတီးတဲ့လူဘောလုံးကိုစိတ်ဝင်စားတဲ့လူတိုင်းဒီ Aedes Predator ဖနက်ဆိုတာကိုသိပါတယ်ဒါပေမဲ့ Aedes Predator ဖနက်ရဲ့ history ကိုသိကြလားမသိဘူးမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီ Aedes Predator ဘောကန်ဖနက်လေးရဲ့ history ကိုကျွန်တော်ပြပြထားပြီးမှာပဲဖြစ်ပါတယ်ဒီ Aedes Predator ဘောကန်ဖနက်လေးရဲ့ history ကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီ Aedes Predator ဘောကန်ဖနက်ရဲ့ဇလန်းအစ Liverpool ကစားသမားစခဲ့တာပါဟုတ်ပါတယ်ဒီ Craig Johnson ဆိုတဲ့ဒီ Australia လူမျိုး Liverpool ကွင်းလယ်ကစားသမားကဒီ Aedes Predator ဖနက်ကိုစပြီးတော့ဖန်တီးခဲ့တဲ့လူလို့ကျွန်တော်တို့ပြောလို့ရပါတယ်သူကသူ့ရဲ့ဘောလုံးသမားလောကကိုအနားမယူခြင်းမစောစောစီးစီးအနားယူခဲ့ရတဲ့လူလို့ဆိုရင်လည်းမမှားပါဘူး။ဘာကြောင့်စောစောစီးစီးအနားယူခဲ့ရတာလဲဆိုရင်ဒီ Australia မှာကျန်ခဲ့သူ့ရဲ့အမနာမကျန်းဖြစ်နေတော့သူကပြန်ပြီးတော့ဂရုစိုက်ခြင်းလို့ဘောလုံးသမားဘဝကိုစောစောစီးစီးအနားယူခဲ့ရတာပါ။ဒါပေမဲ့သူကသူ Australia ကိုပြန်ခဲ့တဲ့အချိန်မှာဒီတိုင်းပြန်ခဲ့တာမဟုတ်ပဲသူတက်ချွန်ခဲ့တဲ့ဒီဘောလုံးအားကစားနည်းပညာကိုသူကလူငယ်လေးတွေကိုသင်ပေးနေခဲ့တယ်ပေါ့နော်။အဲ့လိုနဲ့တနေ့မှာသူကဒီဘောလုံးကိုဒီ curve ဖြစ်အောင်ဒီ twist ဖြစ်အောင်ဘယ်လိုကန်လဲဆိုတော့သူတင်ပေးမဲ့နေ့မှာမိုးကတဲထန်စွာရနေခဲ့တယ်ပေါ့နော်ပြီးတော့အဲ့အခါကဒီ football boot ဆိုတာကလည်းဒီ leather ပြောင်ချောကြီးဖြစ်နေခဲ့တော့ဒီ twist ဖြစ်အောင်ကန်ဖို့ဆိုတာနည်းနည်းလေးမလွယ်နေခဲ့ဘူးပေါ့နော်လူငယ်တွေတော်တော်ပို့ပြီးတော့ခက်ခဲတာပေါ့အဲ့ဒါကို Craig Johnson idea ရပြီးတော့ဒီဘယ်လိုပြောမလဲဆိုကျွန်တော်တို့ဒီ table tennis racket တွေမှာရှိတဲ့ဒီအနီရောင်ဘတ်အချမ်းဒီ gripမိတဲ့ဒီ rubber ချက်ဘတ်အချမ်းကဒီ rubber ကိုခွာခဲ့ပြီးတော့ဒီ football boots ရဲ့ထိပ်မှာသူကကတ်ခဲ့ပါတယ်ဒီ football boots မှာလည်း grip ကိုမိအောင်ဆိုပြီးတော့ဒီ rubber ကိုထိပ်မှာကတ်ခဲ့တာပေါ့နော်သူရဲ့ idea effective ဖြစ်ခဲ့ပြီးတော့လူငယ်တွေအတွက်လည်းဒီ twist ဖြစ်အောင်ကန်တာပို့ပြီးအဆင်ပြေစေခဲ့တယ်ပေါ့နော်အဲ့လိုနဲ့သူကသူ့ရဲ့ဒီ idea အောင်မြင်တယ်ဆိုပြီးတော့သူ့မှာရှိတဲ့အရင်းနှီးတွေကိုဒီ invest လုပ်ပြီးတော့ဒီprototype ဖနက်ထုတ်ခဲ့တယ်ပေါ့နော်သူရဲ့အဲ့ prototype ဖနက်ကိုလည်းဒီ football boots manufacturer တွေကိုလည်းသူကတွားပြီးတော့ပြခဲ့ပါတယ် Adidas ကအစပေါ့နော်ဒါပေမဲ့ကန်ဆိုးတာကတော့ Adidas ကအစသူ့ရဲ့ idea ကိုပယ်ချခဲ့ပါတယ်ဒါပေမဲ့ကန်ကောင်းခဲ့ပြန်တာကကြတော့လေသူကအဲ့တုန်းကပေါ့နော်ဒီ announcement လုပ်ပဲနဲ့ဒီ Bayern Munich ဘောလုံးအသင်းစီကိုတွားခဲ့ပြီးတော့သူ့ရဲ့ football boots prototype တွေကိုတခြားသော legendary players တွေကိုပြခဲ့ပါတယ်ဥပမာအဖြစ်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ Beckenbauer တို့လို players ပေါ့နော်Beckenbauer ဆိုပါတော့လည်းသူ့ရဲ့ idea ကိုနည်းနည်းစိတ်ဝင်စားခဲ့ပြီးတော့သူ့ရဲ့ football boots prototype ကိုစမ်းပြီးတော့ဝစ်ပြီးတော့ကစားခဲ့တယ်ပေါ့နော်အဲ့ဒီကစားခဲ့တဲ့အချိန်ခိုက်တန်တွေကိုဒီCraig Johnson ကဒီ video record လုပ်ခဲ့ပြီးတော့ Adidas ကိုပြန်ပြီးတွားပြခဲ့တဲ့အချိန်ကြာတော့မှ Adidas ကသူ့ရဲ့ idea ကို accept လုပ်ခဲ့တာပါအဲ့လိုနဲ့ဒီ1994ခုနှစ်မှာဒီ Adidas Predator ဖက်နက်တွေစပြီးတော့ Adidas ကထုတ်ခဲ့တယ်ပေါ့နော်အဲ့1994ခုနှစ်ကနေပြီးယနေ့ခေတ်တိုင်အောင်ကျွန်တော်တို့ဒီ Predator ဖက်နက်တွေကိုဒီဇိုင်းမျိုးစုံနဲ့ထုတ်နေတာကျွန်တော်တို့တွေ့နေရပါတယ်ကျွန်တော်တို့ဒီ iconic Adidas Predator football boots တွေကိုဝတ်ခဲ့တဲ့ဒီ legendary players တွေကမနှဲပါဘူးဒီ iconic Predator boots တွေနဲ့ကျွန်တော်တို့ဒီဘောလုံးလောကမှာ iconic moments တွေဆိုတာလဲနဲတာမဟုတ်ပါဘူးဒါနဲ့ကျွန်တော်တို့ဒီ1994ခုနှစ်ကစပြီးထုတ်ခဲ့တဲ့ဒီ Predator ဖက်နက် original version ကိုကျွန်တော်တို့ဒီအပြင်မှာအလှစီစီလို့ရမယ့် version လေးပါကျွန်တော်တို့အခု discount ချထားပါတယ်original ဈေး8သိန်းလောက်ရှိတာကိုကျွန်တော်တို့4သိန်းလောက်နဲ့ရနိုင်တာပါ size ကတော့မစုံတော့ပါဘူးdiscount ကတော့20ရက်နေ့လောက်တော့ပြီးမှာပေါ့နော်ကျွန်တော်တို့ဒီပုံမှာတွေ့ရတဲ့ဒီဖက်နက်တန်းကနေရလဲဖြုတ်ပြီးတော့စီးကျင်အောင်စီးလို့ရပါတယ်ဒါလေးမှာချင်းအမြန်လာမှာလို့ရပါတယ် size တော့မစုံတော့ပါဘူး